Season 4 skin ဖြစ်တဲ့ Esmeralda skin ကတော့ Mobile Legends လမ်းကို down ကိုရောက်ရှိနေပါပြီ။ Esma skin လိုချင်တဲ့ညီကိုတွေနဲ့ Diamond exchange လေးကိုလုပ်ပေးရမယ်။ဒါအပြင်ကိုကျွန်တော်ပေါင်းနေ Esmeralda skin ကို Diamond 100နဲ့ exchange လုပ်လို့ရမယ်။ နေချင်းကတ်တွေပါရရှိမှာဖြစ်ပါတယ်။ကဲဒီ season skin အပြင်ကိုကျွန်တော် season ကုန်ဝိုင်းအနေနဲ့ကျွန်တော်တို့အတွက် season skin ကတော့ free ရမယ်။ဒါအပြင်ကိုပေါင်းနေပါရရှိမှာဖြစ်ပါတယ်။ကဲ Esmeralda skin ဖတ်ကြည့်ရင်ညီကိုတွေကျွန်တော်ကိုယ်တိုင် gameplay လေးဆော့ပြပေးထားတယ်။ကဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube channel Facebook channel TikTok channel တွေမှာ like and subscribe လေးလုပ်ပေးသွားဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်ဗျာရေးစားတဲ့နဲ့ပြောနေတော့မဲ့တဲ့ဂျမတူပိုကားလိုက်ကြမယ်ပြောစရာတူပိုတင်ချင်ရေးပတ်လိုက်ကြစို့အချိန်ကရေးစားဟောင်းကိုအုံးမဲနဲ့တော့အုံးမဲနဲ့တော့အုံးမဲနဲ့တော့ရေးစားဟောင်းကိုတွေ့ရင်ခွဆောင်နဲ့လိုက်ခုတ်ဒါချင်နေတဲ့နှလုံးသားလေးကိုတစ်ချက်မှတန်ရတဲ့ဖုံးသွားပေးလွေလို့